တတဝါဆိုးကြီးတကောင်သည်ရင်းဤသားကောင်ကိုလောဘရာကြီးစားတောက်နေသည်သူတို့နှစ်ဦးသည်မြေပြင်ပေါ်သို့အမြန်ဝှက်ချလိုက်ပြီးတကားကိုဂယုတစိုက်ပိတ်လိုက်ကြတော့လဲတတဝါဆိုးကြီးကသူတို့ကိုတတိထားမိသွားစေဖြစ်သည်မကြာမီမှာပင်ခင်းသည်ကားဘေးသို့ပြေးလာခဲ့သည့်အခြေအနေကအလွန်တင်းမာနေပြီးအသက်ရှူမဝတော့သလိုပင်ခံစားခဲ့ရသည်ကံကောင်းထောက်မစွာဖြင့်ထိုတတဝါဆိုးကြီး၏အမြင်အာရုံမှအားနှင့်လာပြီးရင်းမှစားတောက်ရန်သာအလုရှုပ်နေခဲ့သည်အမျိုးသားဖြစ်သူသည်ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ကားဆက်နှိုးလိုက်ပြီးကားကိုအမြန်နောက်ဆုတ်လိုက်သည်ကားလေးတဖြည်းဖြည်းရွေ့ချသွားရာမှမကြာမီတွင်ဟောင်းနှံပျက်စီးနေသောကားတစ်စီးအနီးသို့ရောက်ရှိသွားကြသည်အမျိုးသားကသူ၏မိသားစုကိုကားထဲဝင်ရန်အချက်ပြလိုက်တော့လဲအမျိုးသမီးကကားတကားကိုဖွင့်လိုက်သောအခါတတဝါဆိုးကြီးသည်လှမ်းပြီးရပ်တန့်သွားသည်အရေးကြီးသောအချိန်လေးတွင်ဦးလေးဖြစ်သူကရှေ့သို့ထွက်လာပြီးသူတို့ထွက်ပြေးလွတ်မြောက်ရန်တန်မိုးရှိလာသောစက္ကန့်အနည်းငယ်ရရှိစေရန်အတွက်ကလေးနို့မှုတ်ဘူးတပူးကိုဆွဲယူလိုက်သည်သို့သောတတဝါဆိုးကြီးမှမူဘာမှမဖြစ်ခဲ့ပေလင်းသည်ဦးလေးဖြစ်သူထံသို့ခုံအုပ်လိုက်ပြီးသူ့ကိုအလင်းအမြန်ပင်စားတောက်ပစ်လိုက်သည်မိသားစုမှာနှလုံးကွဲမတက်ဝမ်းနဲ့ကြေကွဲရတော့လဲနောက်ဆုတ်ရန်မှလွှဲ၍အခြားရွေးချယ်စရာမရှိခဲ့ပေသူတို့သည်ရင်းတို့၏စခန်းသို့ပြန်ရောက်လာကြတော့လဲတန်တကားများကိုမိမြပင်ဝင်တိုက်ကြစေကမူမြည်သည့်တုတ်ပြန်မှုများမရရှိခဲ့ပေအထဲတွင်မူသူတို့၏အပေါင်းအဖော်များမှထိန်းချုပ်ခံထားရပြီးဖြစ်သည်ထိတ်လန့်တကြားဖြစ်နေသောလူအုပ်ကြီးကြတွင်ပုံမူကြီးမားသောအန္တရာယ်တစ်ခုကအလင်းအမြန်ချဉ်ကပ်လာနေသည်ကောင်လေးကအထက်သို့မောကြည့်လိုက်ရာတောင်းနှင့်ချီသောတတဝါဆိုးကြီးများသူတို့စီသို့ပြေးဝင်လာနေသည်ကိုတွေးလိုက်ရသည်သူတို့သည်ထိုတတဝါဆိုးများ၏ညစာဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြသည်အိမ်ထဲရှိလူများမှမူတိတ်ဆိတ်လျက်ရှိပြီးမိတို့များတုတ်ပြန်ခြင်းမရှိကြပေအမျိုးသမီးဖြစ်သူသည်ကားပေါ်တွင်တန်ကော်တစ်ခုကိုတွေ့သွားပြီးအမျိုးသားထံသို့ကမ်းပေးလိုက်သည်သူသည်တန်တကားများကိုအပြင်းထန်ထုရိုက်ကကော်ဖွင့်ရန်ကြိုးစားခဲ့တော်လဲအရေးပါသောအချိန်တွင်ရင်းမှအချီးနှီးသာဖြစ်ခဲ့သည်ဤမြမျှော်လင့်ချက်မဲ့နေသောအချိန်တွင်အမျိုးသားဖြစ်သူသည်တန်ကော်တံကိုကိုင်ဆောင်ကာထိုလူကိုရင်ဆိုင်ရန်အသင့်ပြင်ထားလိုက်တော်သည်